နဲ့မိုးတော့အလင်းကိုနည်းနည်းမိုးတော့အလင်းရောက်လို့အိယာကထားလိုက်ရင်ဆန္ဒပြုလိုက်ဘယ်လိုဆန္ဒပြုဘဝတုသဗ္ဗမင်္ဂလာမင်္ဂလာအပေါင်းနဲ့ခမြောင်းပြည့်စုံပါစေကောင်းမြတ်တဲ့မင်္ဂလာတွေကျွန်တော်တဏ္ဍာမှာဖြစ်ပါစေအများတ attva တွေမှာလည်းပဲဖြစ်ပါစေဘလောက်ကောင်းတဲ့ဆန္ဒလားနော်သူများကိုနှိပ်စက်ဖို့ပါရလားဒီထဲမှာအလွန်မမြတ်တဲ့စိတ်ဓာတ်လို့ခေါ်တယ်နော်မင်္ဂလာနဲ့ပြည့်စုံပါစေရခန္တုသဗ္ဗဒေဝတာနတ်တွေကအလုံးကိုစောင့်ရှောက်ပါစေဒါလည်းကောင်းတဲ့ဆန္ဒပဲသူစောင့်တာမစောင့်တာကိုယ်နဲ့မဆိုင်ဘူးကိုကစောင့်ပါစေလို့ဒီလိုပြောတာဟုတ်ကဲ့လားဒါကိုပြောမယ်ဆိုရင်နတ်အားကိုးတာလားလို့ဆိုမဟုတ်ဘူးနတ်အားကိုးလို့ပြောတာမဟုတ်ဘူးနတ်တွေကလည်းလောကကိုစောင့်ရှောက်တာတွေရှိတယ်ပေါ့အဲ့ဒါလို့စောင့်ရှောက်တာတွေရှိလို့နတ်တွေကအမှတ်တမဲ့မနေဘဲနဲ့စောင့်ရှောက်ကြပါစေနတ်ကသာစောင့်ရှောက်တာလားဆိုတော့လူချင်းရောမစောင့်ရှောက်ဘူးလား